ကလစ်ပန်ပြိုသူဒေါ်လန်ကလစ်ကာတို့အားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန် YouTube channel လေးဖြစ်တဲ့ Noah Fan YouTube channel လေးကနေပြီးတော့တပ်ဖန်ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ဒီချိန်လေးကတော့ Noah Fan ရဲ့ဝိုင်းတော်သားများဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့ရုပ်ဖတ်မြောက်ပြရမယ့်ချိန်လေးကိုကြားလို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာတော့ကလစ်ကာတို့ကိုဆက်လက်ပြီးတော့မြောက်ပြီးသွားခြင်းတာလေးကတော့ဆရာတော်အရှင်စန္ဒာတိကရွှေပါရမီတော်ရပြုစုရေးသားတော်မူထားတဲ့တောကပန်တိုင်းအဝေးကားလူဆိုတဲ့တရားစာအုပ်လေးရဲ့အခန်းဆက်ဖြစ်တဲ့အခန်းကိုနဲ့အခန်း30လေးပဲဖြစ်ပါတယ်ဒီအခန်းဆက်လေးတွေကိုဆက်လက်ပြီးတော့ရုပ်ဖတ်မြောက်ခွင့်ပြုပါလို့ဆရာတော်ဘုရားနဲ့တကွသက်ဆိုင်သူအားလုံးကိုဘုရားရမေတော်တို့ရိုသေစွာမေတ္တာရခံခွင့်ပန်ရှောက်ထားပါသည်ဘုရားအခန်းကိုရှေ့ကျွမ်းသူများလေညင်နွမ်းအပူပွားလေတာသမီးကိုရှစ်တာကိုတနာလို့ခေါ်တာနဲ့ပတ်သက်လို့ဝိတာခါကိုကြည်လိုက်ပေါ့လေဝိတာခါဆိုလို့ရှိရင်တာအရှစ်မြေးအနစ်ဆိုတဲ့အတိုင်းပဲသူမြေးလေးသေးတဲ့ခါကျတော့အကြီးကျယ်ကိုငိုတာသပင်ကြီးဖားရားကြီးချပြီးတော့ကိုအကြီးကျယ်ကိုငိုတာနော်ဝိတာခါဆိုတာကသောတာပန်နော်ပုထုဇဉ်အစင်တော်မဟုတ်တော့ဘူးသိရှိရတဲ့မြေးလေးသေးသွားတော့သောတာပန်လည်းငိုရတယ်ငိုတယ်ဆိုတော့သောကဖြစ်တာပေါ့သောကစင်တော်မကတော့ပရိဒေဝအစစ်တီကိုရောက်သွားပြီအဲ့ဒီမှာမြတ်စွာဘုရားကသင်အခုလိုတောကတွေဖြစ်နေတာသင်မြေးလေးပေါ်မှာရှစ်ခင်တွင်တာနေတယ်တဏှာတန်ရောစဉ်ကြောင်းပဲဆိုတော့ပြီးတော့ဟောပြလိုက်တော့ဟိုအရိယာဖြစ်ပြီးသားတောတာပဲဆိုတော့အရှင်ဘုရားကိုမြေးကိုရှစ်တာကိုတဏှာလို့မပြောပါနဲ့ဆိုတော့ပြီးတော့ဝိတာခစောရကတက်เสียလားမတက်ဘူးပေါ့နော်ဓမ္မနယ်ပယ်နဲ့လောကနယ်ပယ်ရဲ့အသုံးကိုလည်းနားလည်သွားတယ်ဒါတောင်မှဝိတာခတို့ကတာဝတိမြို့တမျိုးလုံးလောက်ကရှိတဲ့လူတွေရဲ့မြေးတွေကိုလိုချင်သေးရနော်အဲ့ဒီမြတ်စွာဘုရားကတော့ရှစ်ဆရာတကူရှိလို့ရှိရင်ဒုက္ခတကူရှိတယ်ရှစ်ဆရာ10ခုရှိလို့ရှိရင်ဒုက္ခ10ခုရှိတယ်လို့မလို့ဟောပြလိုက်တယ်ဒီနေ့တရားနဲ့ပဲပြောရမယ်ဆိုလို့ရှိရင်တော့ရှစ်ဆရာတကူရှိရင်တော့သောကတကူရှိတယ်ရှစ်ဆရာ10ခုရှိရင်တော့သောက10ခုရှိတာပေါ့ရှစ်ဆရာအခုတရားဆိုလို့ရှိရင်သောကအခုတရားပေါ့ရှစ်ဆရာကအနန္တဆိုလို့ရှိရင်သောကကလည်းအနန္တပဲပေါ့ဒီလိုမျိုးဟောလိုက်တဲ့အခါကျတော့ဗာပဲဝိတာခရဲ့သောကတွေအငြိမ့်သွားတာတဏှာကြောင့်မလို့တောကဖြစ်ရတယ်ဆိုတာဝိတာခသဘောပေါက်သွားလေမြေးလေးကိုရှစ်တဲ့တဏှာကြောင့်မလို့ငါအခုလိုတောကဖြစ်နေရတာပါလားဆိုတော့ပြီးဝိတာခကောင်းကောင်းကြီးခံစားနာတယ်သဘောပေါက်သွားလို့ညီးတယ်လို့ဖြစ်ရတဲ့တောကငြိမ်နေသွားတယ်ဒါကြောင့်တောကတွေငြိမ်နေခြင်းတယ်ဆိုလို့ရှိရင်တော့ရှစ်ဆရာတတ်ရှိတွေမှန်သမျှရှစ်ဆရာတတ်မဲ့တွေမှန်သမျှကိုရှော့ချနိုင်သမျှရှော့ချမှာပေါ့ရှစ်ဆရာနဲသွားရင်နဲသွားတဲ့လောက်ကိုတောကတွေလည်းနဲပါသွားတယ်တဏှာကြောင့်မလို့တောကတွေဖြစ်နေရတာဆိုတော့တဏှာနဲ့လေလောကနဲ့လေပါပဲကိုဘွားမှာကိုဟာကိုချိန်တိုးပြီးတော့ကြည့်နော်ကိုရီးယားကားပေါ်တွေ့တာတဲ့စိတ်လေးရှိတယ်ဆိုလို့ရှင်ညမှာအိမ်ကြီးမပြတ်ဘူးလားပြတ်တာပေါ့အိမ်ရှင်တဲ့ချိန်မဟုတ်လို့ရှင်လဲအလုတ်ပြတ်တာပဲဘာကားလာစိတ်ဝင်စားအောင်ဆိုတော့အလုတ်ကိုင်းလည်းမပြတ်ဘူးအိမ်ကြီးလည်းမပြတ်ဘူးပေါ့တာယာစရာတခုလောက်ကိုရှော့ချနိုင်တယ်ဆိုလို့ရှင်တခုစားတော်တော်လေးချမ်းသာတယ်ဒါကကိုဟာကိုညံလေးနဲ့နှလုံးသွင်းရမယ်ကိုကိုအမြဲတမ်းစစ်စစ်ကြည့်နေရမယ်ကိုကမှဘာအကြောင်းကြောင့်မလို့ဘာအကျိုးလေးဖြစ်သွားတယ်ဘလို့လေးစိတ်လေးဖြစ်လို့မလို့ဘလို့လေးခံစားသွားတယ်ဒါလေးကိုစဉ်းကျင်ကြည့်လို့ရှိရင်သိနိုင်မယ်စာထဲမှာပါတယ်တရားတွေဆရာတော်တွေဟောတဲ့တရားတွေကိုပဲအတုံးလိုက်အတက်လိုက်နှလုံးသွင်းလိုက်ယူနေတန်ဝင်ကညံစစ်တော့သိမဖြစ်ချင်ဘူးနော်ဖတ်ထားနာထားတဲ့တရားတွေကိုကိုယ့်ရဲ့လက်တွေပေါ်ကနေအကြောင်းအရာလေးတွေနဲ့ဆက်ပြီးနှိုင်းရှင်ပြီးတော့နှလုံးသွင်းမှာတန်ဝင်ကညံစစ်ဖြစ်တာကဲအခုတော့ကဗန်တိုင်းဆိုတော့အခုလောလောဆယ်ကိုဖြစ်နေရလေးတွေကိုခံလိုက်ရလေးကိုဆက်နဲ့တွေးပြီးတော့တန်ဝေကညံတော့ဖြစ်ပါပြီပေါ့နော်တဏှာကြောင့်ပဲတောကဝင်ပူဝင်နွမ်းရသည်တဲ့ကဲတဏှာကြောင့်ပဲတောကတွေဝင်ပြီးတော့စိတ်တွေပူလောင်ရပါတယ်စိတ်တွေညှိုးနွမ်းရပါတယ်တက်ရှိတွေပေါ်မှာလည်းတဏှာကြောင့်မလို့တောကရဖြစ်ပြီးတော့စိတ်ပူလောင်ရညှိုးနွမ်းရပါတယ်တက်မဲ့ပေါ်မှာလည်းတဏှာကြောင့်မလို့ဖြစ်ပြီးတော့တောကတွေဖြစ်ပြီးတော့စိတ်ပူလောင်ရတဲ့ညှိုးနွမ်းရပါတယ်တောကတစ်ခုဖြစ်လာပြီရဲ့ဆိုလို့ရှိရင်တဏှာကြောင့်ပဲတစ်ခုခုဖြစ်ပြီးဆိုတာကိုပဲသတိရနိုင်ပါတက်ရှိပေါ်မှာတွေ့တာနေတာတဏှာကြောင့်လားနာမည်ပေါ်မှာတွေ့တာနေတာတဏှာကြောင့်လားဘာတဏှာကြောင့်လဲဆိုတာကတော့ကိုယ့်ဘာသာကိုအဖြေရှာကြည့်ရမှာပေါ့တက်ရှိပေါ်မှာတွေ့တာနေတဲ့တဏှာဆိုရင်တော့တက်ရှိတဏှာပေါ့နာမည်ပေါ်မှာတွေ့တာနေတဲ့တဏှာဆိုရင်တော့တက်မဲ့တဏှာလို့ခေါ်တယ်တက်ရှိတဏှာနဲ့တက်မဲ့တဏှာတစ်မျိုးမျိုးနှစ်မျိုးကြောင့်တဏှာနှစ်မျိုးတွေကတစ်မျိုးမျိုးကြောင့်မလို့တောကတွေဖြစ်ပြီးတော့စိတ်ပူလောင်နေကြညှိုးနွမ်းနေရတာပါအခန်း30ရှိချင်းရဲ့စင်းရဲ့ကဲတောကနဲ့ပတ်သက်လို့ရှိရင်တန်တတိအမတ်ကြီးနဲ့ပရာစာရီရဲ့အကြောင်းလေးကတော့လူသိများပါမယ်ဒီမှာလေကရှိတဲ့အမလေးကိုတတ်မှတ်တဲ့တဏှာကြောင့်မလို့တန်တတိအမတ်ကြီးကတောကဖြစ်ရတယ်လို့
ခင်မွန်းနဲ့သားနှစ်ယောက်မိဘနှစ်ပါးနဲ့မောင်ငယ်တို့ပေါ်မှာတန်ရောစင်တွေ့တာတဲ့တဏှာကြောင့်မလို့ဗရာစာရီလက်တော့ကဖြစ်ရတာပါတဏှာကြောင့်မလို့တော့ကဖြစ်ရတာပဲဒါတွေကတော့အကျယ်ချဲ့ပြီးတော့မပြောတော့ပါဘူးတက်ရှိတဏှာကြောင့်တတ်မဲ့တဏှာကြောင့်တဏှာနှမျိုးစလုံးကြောင့်တောကတွေဖြစ်နေပြီးစိတ်ပူလာရစိတ်ညှိုးနှွဲ့ရစိတ်ဆင်းရဲနေရစိတ်ကမချမ်းမသာဖြစ်နေရတဲ့လူပုဂ္ဂိုလ်အကြောင်းတယောက်ကိုအကြောင်းကိုတော့လေ့လာကြည့်လိုက်ရအောင်ကဲတော့ကဗန္ဒကြီးတခုရဲ့အထုပ်ပတ်တိလေးဆိုပါတော့မြတ်စွာဘုရားရှင်လက်ထက်တော်မူတော့ကကောသလတိုင်းရဲ့တောအုပ်တကူမှာတစ်ပင်တပင်အောက်မြတ်စွာဘုရားတပါးတဲ့တရင်သုံးတော်မူနေတဲ့အချိန်ပုံနာတယောက်ကနွားပြောက်ချရင်းနဲ့မြတ်စွာဘုရားရဲ့ရှေ့မောက်ကိုရောက်လာခဲ့တယ်။နွားပြောက်တာကလည်းရှာလို့6ရက်တောင်မှရှိသွားပြီရှာလို့မတွေ့ဘူး။ရှာလို့မတွေ့မှတော့သူ့မှာသောကတွေဖြစ်နေတော့တာပေါ့။ပုံနာကြီးရဲ့နှလုံးကသောကဗန္ဒကြီးဖြစ်နေတော့တာပေါ့။အဲ့တော့နဲ့တောထဲမှာတစ်ပင်တပင်အောက်မှာတင်ပြင်းလေးခွေလို့အထက်ကိုပိုင်းလေးကဖြောင်းဖြောင်းလေးထားလို့မျက်လွှားလေးချပြီးတော့တရားနှလုံးသွင်းရင်းနဲ့အေးအေးချမ်းချမ်းတီးတီးငြိမ်ငြိမ်နဲ့တရင်သုံးနေတဲ့မြတ်စွာဘုရားကိုလည်းတွေ့ရောအနားမှာသွားပြီးတော့ထိုင်နေတဲ့သူကဗုဒ္ဓဘာသာဝင်တော့မဟုတ်သေးပါဘူးပုံနာကြီးကမြတ်စွာဘုရားရဲ့မျက်နှာတော်လေးကိုမော့ကြည့်လိုက်မျက်နှာတော်လေးကလည်းကြည်လင်လို့အေးချမ်းလို့တည်ငြိမ်လို့ကြည်လင်အေးချမ်းပြီးတော့တည်ငြိမ်နေတဲ့မြတ်စွာဘုရားရှင်မျက်နှာတော်ကိုဖူးမြင်လိုက်ရတာစိတ်ချမ်းသာလိုက်တာစိတ်အေးချမ်းလိုက်တာမြတ်စွာဘုရားရှင်ရဲ့ကြည်လင်အေးချမ်းတည်ငြိမ်နေတဲ့မျက်နှာတော်လေးကိုကြည့်ပြီးတော့ပုံနာကြီးကစိတ်ထဲမှာမမြုပ်သိပ်ထားနိုင်တော့ပဲနဲ့ပါဇက်ကနေအတန်ထွက်ပြီးတော့ညှင်းညူပါတော့တယ်ကဲဂါရာကတော့ခုနှစ်ဂါရာနဲ့ကိုညှင်းညူပါတယ်တဲ့ပုံနာကြီးရဲ့ညီချင်းခုနှစ်ပုတ်ပေါ့ဗျာပထမဆုံးညီချင်းကတော့ငါမှာပျောက်နေရတဲ့နွားဆက်နယ်ကောင်ကိုလိုက်ရှာရင်းနဲ့ရှာနေရတာက6ရက်တောင်ရှိသွားပြီအခုဒီကိုလုံးဝကိုရှာမတွေ့သေးဘူးငါမှာနွားရှာနေရတဲ့အတွက်ကြောင့်မလို့ငါမှာသောကတွေဖြစ်နေရတယ်စိတ်ဆင်းရဲနေရတယ်ဒီယဟန်မှာတော့ငါလိုမျိုးလိုက်စရာလိုက်ရှာစရာနွားပြောက်ရှိမယ်မထင်ပါဘူးသူ့မှာရှာစရာနွားမရှိလို့မလို့သူ့ကိုကြည်နေရတာကြည်လင်လိုက်တာအေးချမ်းလိုက်တာတင်းငြိမ်ရင်းချက်လိုက်တာချက်တည်ရှိလိုက်တာညင်းညူနေတာပေါ့နော်မြတ်စွာဘုရားရှင်ရဲ့ဘဝကိုဘဝနဲ့နိုင်ရှင်ပြီးတော့ညင်းညူနေတာဘဝချင်းကကွာလွန်းတယ်လေမျက်နာချင်းရှင်လိုက်ရုံနဲ့ဘဝချင်းကွာသွားမှန်သိတာနေတယ်တောကမျက်နာနဲ့ဒုက္ခမျက်နာကတခြားစီကိုဖြစ်နေတော့တာပေါ့နွမ်းလျားမှုတွေထင်းတဲ့မျက်နာနဲ့အေးမြမှုတွေထင်းနေတဲ့မျက်နာကတော့ခွာချင်းတိုင်းကွာနေတော့တာပေါ့ဒုတိယမြောက်ညီးချင်းကတော့ငါမှာနှမ်းတွေစိုက်ထားတယ်နှမ်းကင်းတွေပိုးကြလို့မလို့နှမ်းပင်တပင်မှာနှမ်းရွက်တွေကတရွက်နှစ်ရွက်ပဲရှိတော့တယ်နှမ်းပင်ငုတ်တိုလေးတွေကိုကြည့်ပြီးတော့ငါမှာစိတ်ဆင်းရဲလိုက်ရတာသောကတွေဖြစ်နေလိုက်ရတာဒီယဟန်ကြီးမှာတော့ငါလိုနှမ်းပင်ငုတ်တိုရှိတဲ့နှမ်းကင်းလည်းရှိမယ်မထင်ပါဘူးဒီနှမ်းကင်းမရှိတဲ့ဒီယဟန်တော့ကတော်တော်လေးကိုစိတ်ချမ်းသာတာပဲသူသားကိုစိတ်ချမ်းသာနေတာသူ့မှာနှမ်းကင်းကြီးမရှိလို့ပဲဆိုတော့ပြီးတော့တတိယမြောက်ညီးချင်းကတော့ငါမှာစဘာကိုတောင်ကြီးရှိပါတယ်အဲ့ဒီစဘာကိုတောင်ကြီးထဲမှာလဲစဘာကလည်းတစ်စိမှကိုမရှိတော့ပါဘူးစဘာလုံးဝမရှိတော့တဲ့ကိုတောင်ကြီးထဲမှာကြွက်တွေကလည်းတောင်းကျမ်းကျင်တိုင်းတောင်းကျမ်းနေကြတယ်ဝုံတိုင်းကျဲပြီးတော့စုပွက်နေကြတယ်စဘာကင်းမဲ့နေတဲ့ကြွက်တောင်းကျမ်းနေတဲ့စဘာကိုတောင်ကြီးကြောင့်ငါမှလည်းစိတ်ဆင်းရဲနေရတယ်တော့ကတွေဖြစ်နေရတယ်ဒီရဟန်းမှာတော့ကြွက်တွေစုညံတောင်းကျမ်းနေတဲ့စဘာလောင်ယုံစဘာကိုတောင်မရှိဘူးထင်ပါရဲ့သူ့မှာစဘာလောင်စရာစပယ်ကြီးမရှိတော့ကြောင့်မလို့ချမ်းသာလိုက်တာငြိမ်အေးလိုက်တာကဲစရုပ်ထားပြောင်းကြီးချင်းကြတော့ငါမှာညစဉ်အိပ်ရတဲ့အိပ်ရာတစ်ခုရှိပါတယ်အဲ့ဒီအိပ်ရာကလည်းတန်ရှင်းမလို့တာလည်း9လလောက်ကြာနေပြီဖြစ်တဲ့ကြောင့်မလို့ဂျဘိုးတွေကလည်းအများကြီးတက်နေတယ်ဂျဘိုးတွေကလည်းသွေးစာနေတော့ကြောင့်မလို့အကိုက်ကလည်းကျန်တော့အရေကုန်တွေလန်အောင်ကိုကိုက်ကြတာပဲငါမှာဂျဘိုးကိုက်လို့မလို့ညညကောင်းကောင်းကိုမအိပ်ရဘူးဂျဘိုးတွေနဲ့တင်းချမ်းပြည့်နေတဲ့အိပ်ရာကြောင့်မလို့ငါမှာနေ့စဉ်တည်းများစိတ်ဆင်းရဲနေရတယ်တော့ကတွေဖြစ်နေရတယ်ဒီဟန်းမှာတော့ဂျဘိုးတွေထူပြောနေတဲ့အိရခင်အိယာနေရာမရှိဘူးထင်ပါရဲ့တဲလို့ဂျဘိုးတွေတောင်းကျမ်းတဲ့နေရာမှာအိယာနေရာမရှိတဲ့အတွက်ကြောင့်မလို့ဒီဟန်းကတော့တိတ်ချမ်းလာတာပဲတိတ်ငြိမ်အေးတာပဲတဲ့ကဲပြစ်စမပြောင်ညီချင်းမှာငါမှာသားသမီးတွေသမီး9ယောက်စလုံးရှိတယ်ဒီသမီးတွေကလည်းယောက်ျားတွေကအကုန်လုံးသိဆုံးသွားပြီသမီး9ယောက်စလုံးကမုံဆိုးမတွေကြီးပဲဖြစ်နေတယ်သူတို့မှလည်းငွေကြီးကအစင်မပြေစီးပွားရေးကလည်းဘာမှမလုပ်တဲ့မကိုင်တဲ့ဆိုတော့သူတို့အတွက်လည်းငါမှတနေ့တည်းစိတ်မချမ်းသာပါဘူးတော့ကတွေဖြစ်နေရတယ်ဒီဟန်းမှာတော့ငါလိုမုံဆိုးမှသားသမီးတွေမရှိဘူးထင်ပါရဲ့ဒီလိုသားသမီးတွေမရှိတဲ့အတွက်ကြောင့်မလို့သူစိတ်ချမ်းသာနေတာဖြစ်မှာ
သူငြိမ်းနေတာနဲ့ဖြစ်မှာတယောက်တည်းနဲ့ပွားစီနဲ့ကိုပြောနေတော့တာပေါ့နော်သူ့စိတ်ကတော့ကပန်တိုင်းဖြစ်နေတာကိုဘန်တိုင်းကငွေတွေရှန်ထက်လာတဲ့ခါကျမှတော့သူ့မှာမမျိုးသိပ်ထားနေတော့ဘူးလေစက်တမမြောက်ညီးချင်းကျတော့ငါမှမရတယောက်နဲ့မိမငါမှမရတယောက်မိမတယောက်ရှိပါတယ်မိမကြီးကလည်းအသက်ကလည်းကြီးနေပါပြီမရင်နေတွေကလည်းတွန့်နေပါပြီမျက်လုံးကလည်းမျက်စံကြောင်ကြီးဖြစ်နေပါပြီမျက်လုံးအယောင်ကလည်းနီကြောင်ကြီးဖြစ်နေပါပြီမျက်နှာမှာလည်းမှဲ့လေးတွေဆွဲလို့အမျက်နှာလုံးမှဲ့တွေကြီးနေပြည့်နေတာပဲအဲ့တရေမလို့အယုတ်ဆိုးတဲ့မိမကလည်းမနဲ့ဆိုရင်ခြေထောက်နဲ့စောင့်ကန်ပြီးတော့နှိုးတယ်မနဲ့ကျတော့ခြေထောက်နဲ့ကဲကန်ပြီးတော့နှိုးနေတယ်ဒီလိုအယုတ်ဆိုးတရေမနဲ့တူတယ်မိမတယောက်ရှိတော့ငါမှနေတိုင်းအိတ်ကောင်းခြင်းမအိတ်ရနဲ့စိတ်ဆင်းရဲနေရတယ်စိတ်ညစ်နေရတယ်တောကဖြစ်နေရတယ်ဒီရဟန်းကြီးမှာတော့ဒီလိုမိမဆိုးမရှိတော့တဲ့ကြောင့်မလို့မိမဆိုးမရှိတဲ့အတွက်ကြောင့်မလို့စိတ်ချမ်းသာနေတာဖြစ်မှာစိတ်အေးချမ်းနေတာဖြစ်မှာကဲသူကသူ့ဘဝလေးနဲ့ရှင်းပြီးတော့မြတ်စွာဘုရားရှင်ကိုသဘောကျနေတာတစ်ဖက်ကလည်းဘုရားရှင်ကိုသဘောကျတစ်ဖက်ကလည်းသူ့ဘဝသူမကျေနပ်တာပေါ့တရမမြောက်ညီချင်းနောက်ဆုံးညီချင်းကတော့ကမှအကျွေးတွေကလည်းအများကြီးရှိသွားပြီဟိုလူစီကအကျွေးယူထားတီးလူစီကအကျွေးယူထားနဲ့အကျွေးတွေကမဆက်နိုင်တော့ဘူးကျွေးရှင်တွေကလည်းမနဲ့အိယာမှမလို့သူကျွေးလာတောင်းကြတယ်ပုံလေးမကြီးကလည်းမနဲ့ခြေထောက်နဲ့စောင့်ကန်ပြီးတော့နှိုးတာတခြားကြောင်မဟုတ်ဘူးအကျွေးရှင်တွေကိုရှောင်ခိုင်းတာဟဲ့ယောက်ျားမြင်မြန်ထနိုင်ငံတွေကိုမြင်မြန်တော့အကျွေးတောင်တွေလာကြလိမ့်မယ်အကျွေးပုံတဲ့သဘောနဲ့မနဲ့အစိုးကြီးခြေထောက်နဲ့စောင့်ပြီးတော့နှိုးတာတနေ့အကျွေးတောင်တဲ့သူတွေကများလားနိုင်ငံနဲ့ဒီလိုက်လာပြီးတော့တောင်းတဲ့ခါကျတော့အကျွေးတောင်းတဲ့သူတွေကိုနေတိုင်းပတ်လည်ဝိုင်းနေရတော့ငါမှစိတ်ဆင်းရဲနေရတဲ့အတော့ကဖြစ်နေရတယ်ဒီရန်မှာတော့အကျွေးလည်းရှိရမတူဘူးကျွေးလာတောင်းတဲ့ကျွေးရှင်လည်းရှိရမတူဘူးကျွေးတွေမရှိကျွေးရှင်မရှိရတဲ့ကြောင့်မလို့ဒီဟန်းကြီးကစိတ်ချမ်းသာနေတာငြိမ်းအေးနေတာဖြစ်ရမယ်ဆိုတော့ပြီးတော့သူ့ဘဝကိုအမှခံစားနေရတဲ့ခံစားချက်တွေကိုဗဇက်ကလည်းအတန်ထွက်ပြီးတော့ငြိမ်းညူနေတာပေါ့မျက်ဝန်းလေးတွေကလည်းမျက်ရည်လေးတွေလည်းဝိတ်ပွဲလို့ပေါ့မျက်ရည်လေးတွေကတော့ကြာလူကြာခဲလေးအသက်ကလည်းကြီးပြီဆိုတော့ပရင်နေရီကတွန့်နေတဲ့အတွက်ကြောင့်မလို့မျက်ရည်ကပါးပြင်ပေါ်မှာဖြောင်းတော့မှမချနိုင်တော့ဘူးမြတ်စွာဘုရားရဲ့မျက်နှာတော်ကိုမော်ဖူးလိုက်ပြီးတော့ဒီချဟန်းကြီးရဲ့မျက်နှာလေးကကြည်လင်းလိုက်တာအေးချမ်းလိုက်တာသိငြိမ်လိုက်တာငါမှလို့ဆင်းရဲစရာပူလောင်စရာတန်ရှိတတ်မဲ့တွေမရှိလို့သူချမ်းသာနေတာဖြစ်မှာပေါ့ကြေးအေးနေတာဖြစ်မှာပေါ့ဆိုတော့ပြီးတော့ထပ်တလဲနဲ့တွေးနေတယ်ရှိခြင်းဆင်းရဲနဲ့မရှိခြင်းရဲ့ချမ်းသာကိုပုံနာကြီးကနည်းနည်းလေးရိပ်မိလာတဲ့သဘောပေါ့ပိုင်ဆိုင်မှုရှိခြင်းရဲ့ဆင်းရဲပိုင်ဆိုင်မှုပေါ့တွေ့တာခြင်းရဲ့ဆင်းရဲပိုင်ဆိုင်မှုမရှိခြင်းရဲ့ချမ်းသာပိုင်ဆိုင်မှုပေါ့တွေ့တာခြင်းမရှိတဲ့ချမ်းသာကိုပုံနာကြီးကဝိုးတိုးဝါဒလေးနဲ့ရိပ်မိလာတာပေါ့ဟုတ်ကဲ့ကျွန်တော်မျှဝေမှုလေးကိုဒီနေရာမှာပဲခေတ္တရတာပါမယ်ချိန်ပေးပြီးတော့ live ပါနာစင် clip ပေးခဲ့ကြတဲ့ဒေါ်လန်ကလစ်ကတအူးတယောက်ချက်စီတိုင်းကိုနာယူပေးခဲ့ကြတဲ့ဒေါ်လန်ကလစ်ကတအူးတယောက်ချက်စီတိုင်းကိုကျွန်တော်တို့ຫນွေဦးအဖန်ရဲ့ဝိုင်းတော်သားများကကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ရုပ်ဖမ်းမြောက်မှုအားနည်းချက်ကြောင့်မလို့အမားရွေးလေးများပါသွားခဲ့တယ်ဆိုလို့ရှိရင်လည်းကလစ်ကာတို့ကပဲတီးခံပြီးတော့နားလည်ပေးကြပါလို့မေတ္တာရပ်ခံတောင်းပန်ပါတယ်ကလပ်ပါရွယ်လေးကိုစားပြီးတဲ့ကံကောင်းခြင်းတရားကလစ်ကာတို့နဲ့ထပ်တူထပ်မြောက်ရှိနေနိုင်ကြပါစေလို့ကျွန်တော်တို့ဆန္ဒပြုစုမှုတောင်းပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့တော်လန်နေစေနေရများပါခင်ဗျာ